တင်းမာမှုတွေအရှိန်မြင့်နေတဲ့ကြားကပဲဒီနှစ်မှာတော့အီရန်နဲ့စစ်ရေးအရာထိတက်တွေ့မှုတွေပူပြီးပြင်းထန်လာခဲ့ပါတယ်။သမ္မတထရန့်ရဲ့စိန်အားတူးချမှုအစီအစဉ်အရအဲ့ဒီဒေသကိုအသစ်ဆက်ဆက်ရောက်ရှိလာတဲ့အမေရိကန်လေယာဉ်တင်သင်္ဘောကြီးကိုအီရန်ကမ်းယူတန်းကနေမိုင်900ကွာမှာအီရန်ဒရောင်းတစင်ကရန်လူတဲ့ပုံစံနဲ့ချင်းကပ်လာခဲ့တယ်လို့ USA ဗဟိုစစ်ဌာနချုပ်ကပြောပါတယ်။အဲ့ဒီအချိန်မှာပဲလင်ကွမ်သင်္ဘောကြီးပေါ်ကနေတက်လိန်တစင်အရေးပေါ်ပြန်တက်သွားပြီးအဲ့ဒီဒရုန်းကိုပြစ်ချလိုက်ပါတယ်။နိုင်ရီပန်းအကြာမှာပဲကပ္ပရေနံနဲ့တဘာဝဓာတ်ငွေ့တေယူပို့ဆောင်ရေးမှာအရေးပါဆုံးဖြစ်တဲ့ဟော်မုတ်ရေလက်ကြားထဲမှာအမေရိကန်အလံလွှမ်းထူထားတဲ့အီရန်တော်လန်ရေးအဆောင်တပ်ဖွဲ့ကစစ်လေ2စင်းနဲ့ဒရုန်း1စင်းတို့ကချင်းကပ်လာခဲ့တယ်လို့စင်တန်ကဆိုပါတယ်။အမေရိကန်စစ်သိမ်းဘောတစင်ကအကူအညီပေးဖို့ချက်ချင်းသွားရောက်ခဲ့တာကြောင့်အခြေအနေတွေကတော့ပြန်လေအေးချမ်းသွားခဲ့ပါတယ်။ဒီဖြစ်ရတွေဖြစ်ပြီးတဲ့နောက်မှာတော့အီရန်နဲ့ဆွေးနွေးမှုတွေကရပ်တန့်သွားတာမျိုးမရှိဘူးလို့သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့သူတို့နဲ့အခုချိန်မှာဆွေးနွေးမှုတွေလုပ်နေပါတယ်လို့သူကဆိုပါတယ်။ဒီနေ့အီရန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာအမေရိကန်ကသာအီရန်ကိုတိုက်ခိုက်ခဲ့ရင်ဒေသတွင်းစစ်ပွဲကြီးဖြစ်လာလိမ့်မယ်လို့အီရန်ရဲ့အဓိကခေါင်းဆောင်ကြီးကချင်းချော်လိုက်ပြီးတဲ့နောက်မှာပေါ်ပေါက်လာတာပါ။အီရန်ဟာလာမယ့်တောကြာနှစ်မှာအမေရိကန်နဲ့လုပ်မဲ့ဆွေးနွေးပွဲတွေမတိုင်ခင်မှာသူတို့မှလည်းအင်အားရှိသေးတယ်ခုနဲ့နန်စွမ်းရှိသေးတယ်ဆိုတာကိုပြချင်နေပုံရပါတယ်။ဝေဖန်သူတွေကတော့အီရန်ဟာဆေဆုနှစ်ပေါင်းများစွာအတွင်းအားအနေဆုံးအခြေအနေကိုရောက်နေတယ်လို့ပြောနေကြပါမယ်သူတို့ဖက်ကတော့အသာစီးရဖို့စူးစမ်းနေတာပါကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်